မင်းတို့ဆိုဒီမှာလဲအဲ့ဒီတင်မောပေါ်နေတဲ့လူတွေဟိုလမ်းသွားနေတဲ့လူတွေကိုလိုက်ပြီးထွက်ပေါက်မပေးနဲ့ထွက်ပေါက်မပေးနဲ့စုပ်ယူထွက်ပေါက်ပေးတယ်ငါလာပြောလို့ကလက်ဥလန်ပြပလိုက်ပါအဲ့စောက်ကောင်ပါအဲ့တော့သူကဆိုတော့ကသူ့အလုပ်သူလုံနေမင်းတို့ဟာလည်းဘူးမှဂယူးဆိုင်ပါမဟုတ်ဘာပြောလို့ပြောသွားမှတော့သိမှာမဟုတ်ယူရင်လည်းတမင်းတို့ဟင်းတို့ယူရဘာအဲ့ဒါနဲ့အဲ့ရွေးကောက်ပွဲကြီးကပြက်သွားလားဆူတောင်းလေအဲ့မှာတခါလဲအဲ့မှာသွားနေရွှေတကုံဘုရားဝင်ဆူတောင်းလိုက်နော်ဆောက်ယူတွေကွာငါတကယ်ဟာတာလို့မှာကွာလူရှင်တော်တွေလို့ရင်ကောင်းမယ်သီလားဆောက်ယူတွေအဲ့လိုပါငစီတုတ်ရီတောက်ပြီးကြောင်နေလားငစီတုတ်ရီတောက်ပြီးတော့အဲ့လိုထွက်ပေါက်မပေးရထွက်ပေါက်မပေးရဖင်လေးလန်ပြီးတော့ထွက်ပေါက်မပေးနဲ့လို့လိုက်ပြောပါလားအဲ့ဆိုရင်တော့အဲ့ထွက်တဲ့အပေါက်ကိုတော့ပိတ်ပြီးလိုက်တော့သမီးတို့ဟင်းတို့ယူစောက်ကောင်မရဲ့သမီးတို့ဟင်းတို့ယူ